စာမလုပ်ခင်မှာကိုယ့်ရဲ့ဘိုက်ကိုလည်းကြည့်အောင်လုပ်ထားပါတခုခုစားထားပါစာလုံးနေရင်လည်းဘိုက်စာနေရင်လည်းပဲအစင်မပြေပါဘူးကျွန်တော်တို့အဲ့ဘိုက်စာနေတဲ့စီကိုပဲစိတ်ကရောက်နေမှာပါစာလုံးနေရင်နဲ့မုံစားခိုင်းတာမဟုတ်ပါဘူးမလုပ်ခင်ကနေကစားထားခိုင်းတာပါဒီဘိုက်ပြည်စီမဲ့အတီးတခုခုပေါ့ကျွန်တော်အနေနဲ့ကတော့ဒီပန်းသီးနဲ့ငပြောသီးကိုတော့ recommend လုပ်ပါတယ်တလုံးလောက်စားထားလိုက်လို့ရှိရင်ဘိုက်ပြည်စီတယ်ပန်းသီးဆိုလို့ရှိရင်ကျွန်တော်တို့အုံနောက်ကိုပါအထောက်အကူဖြစ်စေတဲ့အတွက်စာလုပ်တဲ့နေရာမှာလည်းမှတ်မိစေနိုင်ပါတယ်ချိုလွန်းတဲ့အစားအသောက်တွေရောမစားပါနဲ့เนาะဒီ fast food တို့ Coca-Cola တို့တော့မတောက်ပါနဲ့စာလုံးနေရင်လည်းကျွန်တော်တို့ဘေးမှာအမြဲတမ်းရေဘူးတပူအမြဲဆောင်ထားပါဘာလို့လဲဆိုတော့ကျွန်တော်တို့ရေစာလို့ထတောက်ရင်းနဲ့တကူကူလေးမြင်လို့လှုပ်လိုက်ရင်စာလုတ်တဲ့စီကိုပြန်မလာမှာဆိုလို့ပါအဲ့တော့ကျွန်တော်တို့စာမလုတ်ခင်မှာကိုယ့်ရဲ့ဘိုက်ကိုပြည့်အောင်လှုပ်ထားနောက်ပြီးစာလုတ်နေရင်လည်းဘေးမှာရေဘူးတပူအမြဲတမ်းဆောင်ထားပါ